မေကျုပ်ပြန်လာယူရောအော်တားလေးလည်းဗိမန်းနေရှာမယ်ငါဖနာကလည်းပြက်နိုင်လို့နေအေးတားလေးကိုပြောရင်လေတလားတဲ့ဒါနဲ့ဆို3ဆုံးရှိနေပြီငါတားလေးကိုဒုက္ခမပေးရဘူးငါလှုပ်ရှုပ်နေရတယ်မေကိုတော့ဘူးဆိုင်ပုံမေးနေပါလားမေအဖေမရှိတော့တဲ့မေ အမလေးဘာတော့ရဒီနေ့လာစားမလေးဟုတ်ပါပြီတော့အော်တားလေးနိုးပြီထင်တယ်ဟုတ်အဖေနဲ့မေ အေးအတိုင်းရောဖေတို့မျက်စိရှင်းမှထွာလာလိုက်တာအတိုင်းတော့ဖေကုန်ပြီကွာဟုတ်ပါအဲ့ဆိုဒါယုံသွားရမယ်နော်အေးတော်မေဒီနေ့ပိုင်းဆက်လဲကွာရှင်းကြိုက်တဲ့ဘဲကိုချင်ချင်လေးချက်ထားတယ်တော့အေးကျုပ်နေ့ကြမှာစားလို့မယ်ကျုပ်တိုင်းပြန်လာမှာသမီးလက်ဆောင်စားကြတာပေါ့ကွာအခုလည်းသွားလိုက်အောင်